ဆောင်းရာသီဖြစ်နေပေမဲ့လည်းအဲကွန်းကမရှိမဖြစ်လိုအပ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်အခုမိတ်ဆက်ပေးမှာကတော့ကျွန်တော်တို့LG brand လေးကိုကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ LG ကျွန်တော်တို့ LG က inverter type ဆိုတဲ့ inverter type aircon လေးကိုကျွန်တော်ကမိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ aircon လေးอ่ะဆိုရင်မီတာစားအလွန်တက်တာတယ် solar battery နဲ့သုံးတဲ့လူတွေလည်းအဆင်ပြေတယ်brand ကလည်းခိုင်ပါတယ် quality ကလည်းလုံးဝကောင်းတဲ့ brand လေးပေါ့နော်ကျွန်တော်ဒီကောင်လေးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီကောင်လေးอ่ะဆိုရင်မီတာစား80ရာခိုင်နှုန်းထိတက်တာတဲ့ brand လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီကောင်လေးကိုတက်ဆင်ပြီးတဲ့လည်းအိမ်ရောက်တက်ဆင်ပြီးတဲ့လည်းတက်ဆင်ပေးမှာဖြစ်ပါတယ်သို့မဟုတ်စိုက်ပြီးပဲကြီးတန်းဆိုရင်လည်းကျွန်တော်တို့ရောက်ချပေးမှာဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးကိုကျွန်တော်အိမ်ရောက်တက်ဆင်ပြီးနေဆိုရင်ကျွန်တော်ဘာတွေပါလဲဆိုရင် frame ပါမယ် J bike ပါမယ် C cap ပါမယ် drain bike ပါမယ်ပြီးရင်ကျွန်တော် installation ပါမယ်ပြီးရင်ရန်ကုန်မြို့တွင် transportation ကျွန်တော်တို့အကုန်မှကျွန်တော်အိမ်ရောက်တက်ဆင်ပြီးနေလည်းကျွန်တော်တက်ဆင်ပေးမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်စားပြီးညီကိုများအနေနဲ့လည်းကျွန်တော်ဒီ aircon ကိုဆက်ပြီးတန်းလိုချင်လို့လည်းကျွန်တော်ဆက်ပြီးတန်းတောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီကောင်လေးကိုလိုချင်တယ်ဆိုရင်တော့ဆက်တွေ့ရမယ့်ဖုန်းနံပါတ်ကတော့266ရှင်9လေး639ကိုနောက်ဆုံးကတော့985တေးလေးကို9ခုပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ channel ကိုစိတ်ဝင်စားတဲ့ကိုတိုက်ရိုက်ခေါ်ဆိုပြီးတော့မှနိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ